ဒီယိုရဲ့အစမှာမြင်နေရတာကတော့တရုတ်ပြည်ကလျှက်စစ်ဆိုင်ငယ်တွေပေါက်ကွဲပြီးမီးလောင်ကျွမ်းနေတဲ့မြင်ကွင်းတွေပဲဖြစ်ပါတယ်။လျှက်စစ်ဆိုင်ငယ်တွေဟာစီးနေရင်လည်းရုတ်တရက်မီးထလောင်တာမျိုးတွေရှိသလိုအာသွင်းထားတော့ထပေါက်ကွဲတာတွေလည်းရှိပါတယ်။ဒီလိုပေါက်ကွဲမှုတွေကတရုတ်မှာတစ်ခါတရံဖြစ်တာမျိုးမဟုတ်ပါဘူး။နေ့စဉ်နေ့တိုင်းတရုတ်ရဲ့လမ်းမတွေပေါ်မှာအခုလိုလျှက်စစ်ဆိုင်ငယ်တွေထထပြီးတော့မီးလောင်နေတာကဖြည့်ရိုးဖြစ်စဉ်တစ်ခုလိုတောင်ဖြစ်နေပါပြီ။ပိုဆိုးတာကဆိုင်ငယ်တွေကဒစည်းတက်လေလောင်တာမျိုးမဟုတ်ပဲတစ်ခါတလေမှာအစုလိုက်အပြုံလိုက်ပေါက်ကွဲပြီးမီးပင်နယ်ကြီးလိုဖြစ်သွားတာမျိုးတောင်မှရှိပါတယ်။ဒီလိုဖြစ်ရတွေကြောင့်လူသေဆုံးမှုကလည်းအရေးအတွက်ကမနှဲပါဘူး။ဆိုင်ကယ်စီးနေရင်ထပြီးတော့ပေါက်ကွဲရင်ဆိုင်ကယ်သားမကမဲ့အနီးပတ်ဝန်းကျင်ကလမ်းသွားလမ်းလာတွေကိုပါထိခိုက်သေးဆုံးစေနိုင်ပါတယ်။ဆိုင်ကယ်တွေမီးလောင်လို့တရုတ်မှာတွေမကပဲဒီဆိုင်ကယ်တွေကိုဝယ်ယူတင်သွင်းနေတဲ့တခြားပြည်ပနိုင်ငံတွေမှာပါလူသေဆုံးမှုတွေဖြစ်ပွားနေခဲ့ပါတယ်။ဘလောက်ထိလဲဆိုရင်အမေရိကန်နိုင်ငံကနယူးယောက်မြို့မှာတရုတ်ကတင်သွင်းလာတဲ့လျှက်စစ်ဆိုင်ကယ်တွေထပေါက်ကွဲလို့အမေရိကန်နိုင်ငံသားတွေပါအသက်ဆုံးရှုံးခဲ့ရတဲ့အထိပါပဲ။တရုတ်ကထုတ်သမျှလျှက်စစ်ဆိုင်ကယ်တိုင်းအခုလိုပေါက်ကွဲနေတာမျိုးမဟုတ်ပေမဲ့အခုလိုပေါက်ကွဲတဲ့ဆိုင်ကယ်တိုင်းကတော့တရုတ်ကနေထုတ်လုပ်ထားတာတွေဖြစ်ပါတယ်။နောက်ထပ်ပိုးဆိုတာတစ်ခုကသူတို့ဆိုင်ကယ်တွေကပြင်မို့တဲ့အသစ်ပြန်ဝယ်သုံးလိုက်တာကပိုလွယ်တာကြောင့်ပြက်နေတဲ့ဆိုင်ကယ်တွေကိုပြီးစရွယ်စွန့်ပစ်ကြပါတယ်။တရုတ်ကလမ်းမေးတွေမှာစွန့်ပစ်လျှက်စစ်ဆိုင်ကယ်အပြက်တွေကပလတ်စတစ်အမိုက်တွေလိုဖြစ်နေပါတယ်။အမိုက်တွေကမှမီးရှို့ပြီးဖျက်ဆီးလို့ရသေးပေမဲ့ဒီလိုဘက်ထရီထည့်ထားတဲ့ဆိုင်ကယ်ကြီးတွေကိုတော့လွယ်လွယ်ကူကူနဲ့ဖျက်ဆီးပြလို့မရပါဘူး။တရုတ်ကထွက်လာတဲ့ဗီဒီယိုတစ်ခုမှာဆိုရင်အခုလိုဆိုင်ကယ်တွေကိုစုပြုံထားတဲ့ဆိုင်ကယ်တင်းချမ်းကြီးတစ်ခုလုံးအစုလိုက်အပြုံလိုက်မီးလောင်နေတဲ့မြင်ကွင်းတစ်ခုကိုတွေ့လိုက်ရပါသေးတယ်။အဲ့ဒီလောင်နေမီးကကြီးမားလွန်းတာကြောင့်တောမီးလောင်နေသလားတော့ထင်ရတယ်လို့သိရပါတယ်။နောက်ထပ်ကြောက်စရာကောင်းတာကဒီဆိုင်ကယ်တွေကိုအိမ်ထဲမှာလျှက်စစ်နဲ့အာသွင်းထားတော့မီးထလောင်တာပဲဖြစ်ပါတယ်။အိမ်ထဲမှာမီးလောင်တာကအပြင်မှာထပ်ပို့ပြီးတော့ဆုံးရှုံးမှုတွေဖြစ်စေပြီးတော့အခက်မသိရင်တအိမ်လုံးပါသွားနိုင်တဲ့အပြင်လူတွေကိုပါအသက်အန္တရာယ်ဖြစ်စေနိုင်ပါတယ်။တရုတ်မှာဒီကိစ္စကိုဘယ်လိုမှဖြေရှင်းလို့မရဘဲနဲ့မီးလောင်တဲ့အခါမှာလောင်တယ်လို့သဘောထားပြီးတော့ဒီအရာတွေကိုဆက်လက်အသုံးပြုနေစေဖြစ်ပါတယ်။ဘက်ထရီတွေကိုအလွယ်တကူတက်ဆင်ပြတ်တဲ့အခါမှာအလွယ်တကူလွှတ်ပစ်တာကြောင့်တဘာဝပတ်ဝန်းကျင်နဲ့မြေချောင်းအင်းအိုင်တွေအပေါ်လဲကြောက်မက်ဖွယ်ဆိုးကျိုးတွေဖြစ်စေပါသေးတယ်။ဒီဆိုင်ငယ်တွေကမြန်မာနိုင်ငံမှာလဲဝင်ရောက်နေပြီဖြစ်တာမို့ပြည်သက်ကြီးတို့အနေနဲ့ဝယ်ယူမယ်ဆိုရင်အာမခံချက်အပြည့်အဝပေးပြီးတော့အသွေးကောင်းတာကိုပဲရွေးချယ်ဝယ်ယူဖို့တိုက်တွန်းလိုက်ပါစေ။နောက်ပြီးဝယ်ယူခဲ့ရင်လည်းအိမ်နဲ့လူတွေနဲ့ဝေးရမှာထားဖို့တော့တတိပေးလိုက်ချင်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ပြည်သက်ကြီးတို့အနေနဲ့ဒီဗီဒီယိုတွေကအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကိုယ်ပိုင်အမြင်တွေကိုကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့လို့ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။